Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာရောပိုင်းခန့်ရောက်ရှိမှအကုန်လုံးမအေးကြသေးဘူးလို့မှတ်မယ်ပေါ့နော်မှတ်ပါတယ်မအေးကြသေးဘူးလို့မှတ်ပါတယ်ဟိုရပိုင်းကပြီးခဲ့တဲ့ရပိုင်းမှာထိုင်တာရောတဲ့အသက်လေးပေါ့နော်အဆူရာအာကန်နာတာရောဓာတ်လေးနဲ့ကျွန်တော်နာမည်ဖတ်ပေးပါမယ်ဘာဖတ်ပေးမလဲဆိုတော့ကျွန်တော်ကတစ်ဖက်သူကကိုကိုဘာပြောချင်နေလဲပေါ့နော်တစ်ဖက်သူကကိုကိုဘာပြောချင်နေလဲဆိုတော့ဟာမစ်တာရောဓာတ်လေးနဲ့ဒီအဆူရာအာကန်နာတာရောဓာတ်လေးနှစ်ခုကိုသုံးပြီးတော့နာမည်ဖတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကိုယ့်ရဲ့တစ်ဖက်သူနဲ့ကိုယ်နဲ့ကြားတဲ့ကရင်ထဲမှာလူဝတ်ထားတဲ့စကားလုံးတွေသူရင်ထဲကကိုယ်မပြောပြထားတဲ့စကားလုံးတွေသူနဲ့ကိုယ်နဲ့ကြားတဲ့အခြေအနေတွေအဲ့ဒါအင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နာမည်ဖတ်ပေးမှာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပေးကြပါဦးနော်ရန်ဦးဆုံးကျွန်တော်တို့တစ်ဖက်သူကကိုပြောချင်နေလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ကြည့်ကြမယ်ပေါ့နော်တစ်ဖက်သူကဒီဗီဒီယိုကြည့်နေတဲ့သူကဘာပြောချင်နေလဲဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကဘာပြောချင်နေလဲဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကဘာပြောချင်နေလဲဒါကဇန်နဝါရီဖြစ်တဲ့အတွက်ကျွန်တော်တို့ energy ကိုင်းမှယူပါခင်ဗျာenergy ကိုင်းမှယူပါ energy ကိုင်းမှယူပါနော်ဘာပြောချင်နေလဲကြည့်ကြရအောင်ငါးကန်နေကြည့်လိုက်မယ်နော်သူပြောချင်တဲ့စကားကိုကျွန်တော်ငါးကန်နေကြည့်ပြပါမယ်ဒီဗီဒီယိုကြည့်နေတဲ့သူလေးတစ်ဖက်သူကဒီဗီဒီယိုကြည့်နေတဲ့သူလေးကိုဘာပြောချင်လဲဒီဗီဒီယိုကြည့်နေတဲ့သူတစ်ဖက်သူကဒီဗီဒီယိုကြည့်နေတဲ့သူလေးကိုဘာပြောချင်လဲဒီဗီဒီယိုကြည့်နေတဲ့သူရဲ့တစ်ဖက်သူကဒီဗီဒီယိုကြည့်နေတဲ့သူလေးကိုဘာပြောချင်လဲ Okay comment နော်ခဏလေးဒါရထွက်လာခြင်းနေကက်တကက်လေးကဒါထွက်လာခြင်းနေနော်ဘာပြောချင်နေလဲဘာပြောချင်နေလဲကြည့်ကြရအောင်နော်ကြည့်ကြရအောင်ဆိုတော့ဒီအရင်ဦးဆုံးတွေ့ရတာလေနှစ်ယောက်ကြားထဲမှာလေမိသားစုရေးကြောင့်ပေါ့နော်မိသားစုရေးသို့မဟုတ်တခြားသောအပေါင်းအသင်းမိတ်ဆွေတွေကြောင့်မိသားစုရေးအပေါင်းအသင်းမိတ်ဆွေတွေကြောင့်ဆွေမျိုးသားချင်းကြောင့်စကားများထားတဲ့အတွေ့တွေရှိတယ်ကိုယ့်ရဲ့တစ်ဖက်သူကပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူကကိုသူ့အတွက်မကြည့်ဘဲနဲ့ပေါ့နော်သူရဲ့ဆွေမျိုးသားချင်းအပေါင်းအသင်းမိတ်ဆွေမိဘဆွေမျိုးတငယ်ချင်းအဲ့ဒါတွေနဲ့ပတ်သက်ပြီးကြည်နေရဖြစ်တဲ့အတွက်နှစ်ယောက်ကြားထဲမှာစကားများထားတဲ့ energy လေးကိုတွေ့ရတယ်ချစ်သူနှစ်ယောက်ကြားထဲမှာအဲ့လိုစကားများထားလေးထဲမှာတွေ့ရပေါ့နော်အဲ့လိုစကားများထားတဲ့အချိန်လေးမျိုးမှာတွေ့တယ်တချို့ relationship ရှိပြီးသားသူတွေကအဲ့လိုမျိုးလေးနှစ်ယောက်ကြားထဲမှာအဲ့လိုလေးအဲ့ဒီမိသားစုပြဿနာလေးမိသားစုကိစ္စကြောင့်စကားများတာသို့မဟုတ်တကယ်ချင်းအပေါင်းအသင်းမိတ်ဆွေကြောင့်စကားများထားတာတကယ်ချင်းအပေါင်းအသင်းမိတ်ဆွေမိသားစုတွေကိုတအားအရေးပေးလို့နဲ့တအားခေါင်းထဲထည့်လို့နဲ့တအားဦးစားပေးလို့နဲ့လို့တင်လို့နှစ်ယောက်သားစကားများထားရတယ်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာစင်ငယ်တွေပါတယ်ဆိုရင်လေကိုယ့်ရဲ့အတိတ်ကနော်ကိုယ့်ရဲ့အတိတ်ကဆိုကိုဘွားမဟုတ်ဘူးနော်အရင်ဘဝတွေကတွေ့ဘူးတဲ့ကြုံဘူးတဲ့ကိုနဲ့ပတ်သက်ဘူးတဲ့လူတရားကိုဘွားတွေကိုရောက်လာဖို့ရှိတယ်အခုကနေစရေးပြီး6ရက်6ပတ်6လအတွင်းမှာကြာရင်6လမြန်ရင်6ရက်ဂျားထဲမှာ6ပတ်ပေါ့နော်6ရက်6လ6ပတ်အတွင်းမှာကိုဘွားတွေကိုအတိတ်ကလူတရားအတိတ်ကဖူးစာပတ်တရားကိုဘွားတွေကိုရောက်လာဖို့ရှိနေတာမျိုးကိုတွေ့နေရပါတယ်နော်နော်တချို့ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာလေကိုယ့်ရဲ့ပါတနာလေတတိယလူရှိနေလားမရှိနေဘူးလားတော့တန်တရားဝင်နေတဲ့သူတွေရှိရဲဆိုရင်ကျင်းတွေပေါင်းတင်တို့ရဲ့ပါတနာမှာတတိယလူတပ်ပါတီရှိနေပါတယ်နော်တင်တို့ရဲ့ပါတနာမှာတပ်ပါတီရှိနေရဲ့ပြီးတော့နောက်ကြတော့တကယ်လို့များပေါ့နော်တကယ်လို့များတင်တို့ကနော်တို့ရဲ့ပါတနာတင်တို့ကိုဂျားတရားရောက်တဲ့တဝင်တူနေရအထင်မှားနေရမျိုးလည်းဖြစ်နိုင်ပါတယ်။သူတို့ရဲ့ပါတနာကတင်တို့ကိုသူတို့ရဲ့တစ်ဖက်သူကတင်တို့ကိုဒီဗီဒီယိုကြည့်နေတဲ့သူတွေကို
ခြားတရားရောင်နဲ့အထင်လွဲအထင်မှားတဝင်းတို့တမုံနေရမျိုးလေးဖြစ်နိုင်တယ်နော်အဲ့လိုအခြေအနေမျိုးလေးကိုဒီမှာသွားပြီးတော့တွေ့ရပါတယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာပြတ်သွားတဲ့အခြေအနေတွေရှိတယ်ပြတ်သွားတဲ့ရေးစားတွေပါရှိတယ်ပေါ့နော်ရေးစားတွေပြတ်သွားရဲဆိုရင်တော့ရေးစားတွေပြတ်ပြီးအသေးတွေကွဲနေတဲ့သူတွေပါခဲ့မယ်ဆိုရင်တော့တလာအတွင်းမှာသင်တို့ရေးစားအသစ်တယောက်ထပ်ရောက်လာပါလိမ့်မယ်နော်သင်တို့ရဲ့ဘဝတွေကိုသင်တို့ဘဝတွေကိုဒီလူသစ်တယောက်ထပ်ရောက်လာဖို့ရှိတယ်နော်လူသစ်တယောက်ထပ်ရောက်လာဖို့ရှိတယ်ရှိအောင်တွေ့ရတယ်ဆိုတော့စကားတွေအသေးအတန်တွေပေါ့နော်စကားတွေအခြေတင်နေများထားတဲ့ချစ်သူသမီးစားရရှိရဆိုရင်တော့ကိုကောင်လေးကိုနည်းနည်းလေးပြန်ချော့ဖို့ကိုယ့်ရဲ့ကောင်လေးမှာပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူကောင်မလေးလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်သူကိုနည်းနည်းလေးပြန်ချော့ဖို့နည်းနည်းလေးသူ့ကိုအဆင်ပြေအောင်အားပေးစကားလေးပြောဖို့သူ့ကိုပြန်ပြီးနှင့်သိမ့်ပေးဖို့အတွက်လိုအပ်တယ်နော်စကားအရန်ပြင်းပြင်းထန်ထန်များသွားတဲ့အတွေ့တွေအများထားတဲ့အတွေ့တွေဆိုရင်တော့အဲ့လိုမျိုးလေးကိုယ့်ရဲ့တစ်ဖက်ပါတနာကိုနည်းနည်းလေးပြန်ချော့ဖို့နည်းနည်းလေးအားပေးဖို့အတွက်လိုအပ်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်နော်ဘာဖြစ်ချင်တာလဲတဲ့မင်းနေရနော်ဘာဖြစ်ချင်တာလဲတဲ့ကိုယ်တစ်ဖက်သူပါဆိုတော့အခုတော့ဒါရတဲ့အသက်လေးနဲ့ကျွန်တော်ကြည့်ပြပါမယ်ဆိုတော့ဘောက်ဆင်းကတော့ကျွန်တော်ဗီဒီယိုရိုက်မပြလိုက်ဘူးပေါ့နော်ဒါဆိုတော့အခုဒီမှာပြလိုက်မယ်ပေါ့နော်တခါလေးပဲပြလိုက်ပါမယ်ခင်ဗျာဒီမှာဒီအရန်လာတယ်ပေါ့နော်အရန်လာတယ်ဒီလိုဟိုလတ်တာပါတာပေါ့နော်ဒီလိုလတ်တာပါတာဒါတော့ဓာတ်မျိုးကကျွန်တော်ကဒီနှစ်2026မှာဝယ်ဖြစ်တာ2026ကပေါ့နော်ဒါကဒီကက်လေးကတော့လက်ဆောင်ရတဲ့ကက်လေး2025မှာလက်ဆောင်ရတာတခြားဒီဟာရေးဒါရေးဆိုတက်တင်နေဒါရေးတက်တင်နေပေါ့နော်ဟိုနည်းနည်းလေးကြောက်စရာကောင်းတဲ့ဟာတွေများတယ်ကျွန်တော်စီမှာဝယ်ထားတာတွေကလေနည်းနည်းချစ်စရာကောင်းတဲ့ဟာတိတ်မရှိဘူးဒီနှစ်မှာအဲ့လိုမျိုးဒီလိုမျိုးလေးလတ်တာပါတာနော်လတ်တာပါတာချစ်စရာကောင်းတယ်ဘက်ကလည်းချစ်စရာကောင်းတယ်ဒီအထက်ကပေချာလေးဆိုတော်တော်လတ်တာပါတာလေးပေါ့နော်အဲ့ဒါလေးဆိုတော့ကျွန်တော်ကြည့်ပေးမယ်နော်ဆိုတော့တစ်ဖက်သူကဘယ်လိုပုံစံမျိုးလဲတစ်ဖက်သူကပေါ့နော်ကိုယ့်ရဲ့ပါတနာဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်ကြည့်ပေးမယ်ပေါ့နော်ဆိုတော့အခုလာပြောနေတဲ့သူရဲ့ energy ကိုသိချင်ပါတယ်အခုလာပြောနေတဲ့သူရဲ့ energy ကိုသိချင်ပါတယ်အခုလာပြောနေတဲ့သူရဲ့ energy ကိုသိချင်ပါတယ်We are fortune ဆိုတော့အခုလာပြောနေတဲ့သူဒီပေါ့နော်အခုလာပြောနေတဲ့သူဒီဟိုဘယ်လိုပြောမလဲအရန်စူးစားတယ်ပေါ့နော်စူးစားတတ်တဲ့သူမျိုးကိုတွေ့တယ်စူးစားတယ်အောင်မြင်တယ်ပေါ့နော်အောင်မြင်တယ်အထိုက်လောက်အောင်မြင်တယ်သူ့ဘဝမှာကန်ဆိုးတယ်ဆိုတာအများတန်းသူ့ဘဝမှာကန်ဆိုးမှုဆိုတာခဏလေးပဲသူ့ဘဝမှာကန်ဆိုးတယ်အစင်မပြေဘူးဆိုတာခဏလေးပဲအဲ့လိုပုံစံမျိုးလေးကိုတွားပြီးတော့တွေ့ရပါတယ်ပေါ့နော်ပြီးတော့သူကပါဝင်ခြင်းမှာဆိုတော့နည်းနည်းလေးတော့ရံများတဲ့ထဲမှာပါတယ်ပေါ့နော်အောင်မြင်တဲ့အလျောက်ရံများတဲ့သူမျိုးပါတယ်ဆယ်လာပိုင်းမွေးတဲ့သူပါမယ် fire sign တွေပါမယ်ပေါ့နော် fire sign တွေပါတဲ့ပုံစံမျိုးဒီမှာတွားပြီးတော့တွေ့ရပါတယ်ပေါ့နော်သူကကိုနဲ့တွေ့ရင်တော့သူကတခြားအချိန်တွေမှာသူကတန်မာတယ်မာကြောတယ်ပြီးတော့ဒီပေါ့နော်အခုလာပြောတဲ့တယောက်တည်းနည်းနည်းလေးဘယ်လိုပြောမလဲကြည်ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ကြည်ကောင်းတဲ့ထဲမှာပါတယ်ဒီမိန်းကလေးဆိုရင်မိန်းကလေးလျောက်ကြည်ကောင်းမယ်ယောက်ျားလေးဆိုရင်ယောက်ျားလေးလျောက်ရှိကြည်ကောင်းမယ်ထဲမှာပါမယ်ပေါ့နော်ပြီးရနောက်မှာဟိုနည်းနည်းလေးသူကသူများရည်နေတာမာကြောတာ80 နေအဲ့လိုမျိုးထင်ရပါမယ်ကိုနဲ့ဆိုရင်အရန်ကိုနူးညံ့နေပြီးရနောက်မှာကိုနဲ့ဆိုရင်သူ့ရဲ့ခံစားချက်အမှန်တွေကိုမြင်ရတယ်ပေါ့နော်ခံစားချက်အမှန်မြင်ရတယ်ကိုနဲ့ဆိုရင်လှုပ်ဝက်ထားခြင်းမရှိဘူးဆိုတာမျိုးတွေ့ရတယ်ကိုယ့်ရဲ့တစ်ဖက်သူဒီအဲ့လိုပုံစံမျိုး fire sign air sign နောက်ပြီးတော့ဆယ်လပိုင်းမွေးတဲ့သူပါမယ်ပေါ့နော်ညာတော့အားဖြစ်ပေါ့နော်ဒါက January ဖြစ်တဲ့အတွက်ကိုနဲ့ energy ကရင်တော့ယူပါ energy မကင်ဘူးဆိုရင်တော့ရပါတယ်မယူပါနဲ့ပေါ့နော်မယူပါနဲ့ဆိုတော့တင်တို့နှစ်ယောက်သားတွေက connection ဘယ်လိုဆက်ပြီးတော့ဖြစ်မလဲကြည့်ပေးပါမယ်။တို့နှစ်ယောက်ကြားတဲ့ connection ဘယ်လိုဆက်ဖြစ်မလဲ။တို့နှစ်ယောက်ကြားတဲ့ connection ဘယ်လိုဆက်ဖြစ်မလဲ။တို့နှစ်ယောက်ကြားတဲ့ connection ဘယ်လိုဆက်ဖြစ်မလဲ။နှစ်ယောက်ကြားတဲ့ connection
ဆိုတော့နေယောက်ျားရဲ့ connection ဒီအကောင့်ဘက်ကိုဦးတည်သွားဖို့ရှိတယ်နေယောက်ျားထဲမှာညှိလို့မရတဲ့ကိစ္စရက်တွေအဆင်ပြေလာဖို့ရှိတယ်အဓိကကကိုယ့်ရဲ့ပါတနာရဲ့ဥဆောင်မှုကိုကလိုက်ရဖို့ရှိရပေါ့နော်နေရာပေါင်းပြီးကြိုးကြိုးဆဆပေါ့နော်ကြိုးကြိုးဆဆနေထိုင်မှုလို့မယ်တကယ်လို့ကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့တစ်ဖက်ပါတနာဒီနေယောက်ျားရဲ့ connection ဒီတိုးတက်လာဖို့ရှိရကိုယ့်ရဲ့တစ်ဖက်ပါတနာဒီအဆိုင်ဖြစ်နေမယ်ဆိုရင်တော့ပေါ့နော်အဆိုင်ဖြစ်နေမယ်ဆိုရင်တင်တို့နှစ်ယောက်ကြားတွေက connection ဒီတဆင့်ပို့ပြီးတော့မြင့်သွားဖို့ရှိရယ်နှစ်ယောက်ကြားတွေက connection ဒီသူဒီတင်ကိုပို့ပြီးတော့လက်ဆောင်တွေပါပြီးပေးနိုင်မှုရှိရယ် Valentine လေးနဲ့နီးပြီးဆိုတော့တင်တို့သူစီကနေအဆိုင်ဆိုရင်နော်ကိုယ့်ရဲ့ပါတနာတစ်ဖက်ပါတနာအဆိုင်ဆိုတော့တင်တို့သူစီကနေလက်ဆောင်ကောင်းကောင်းတွေရဖို့အတွက်တော့မျှော်လင့်လို့ရပါတယ်နော် Okay နောက်တစ်ချက်ကထပ်ကြည့်ပါမယ်တချို့တွေပေါ့နော်တချို့တွေဒီမှာတချို့ connection တွေပေါ့နော်နှစ်ယောက်ကြားတဲ့ connection မှာတချို့ connection တွေပေါ့နော်တချို့ connection တွေကတော့လုံးဝပေါ့နော်လုံးဝအပြီးတက်သွားဖို့ရှိတာမျိုးတွေ့ရတယ်အပြီးတက်သွားဖို့ရှိတာမျိုးတွေ့ရတယ်တစ်ဖက်ဖက်ကပေါ့နော်တစ်ဖက်ဖက်ကအလျှော့ပေးမှအဆင်ပြေမဲ့ပုံစံမျိုးတွေ့ရတယ်တတိယလို့ဇောနာလို့တတိယလို့ရှိနေတဲ့ connection မျိုးနော်တတိယလို့ရှိနေတဲ့ connection မျိုးဆိုတော့လုံးဝအဆင်မပြေနိုင်ဘူးတစ်ဖက်ဖက်က short ပြီးမှတစ်ဖက်ဖက်ကပြတ်လိုက်မှဖြစ်ဖြစ်တတလုံးမှအဆင်ပြေမဲ့ပုံစံမျိုးလေးကိုကျွန်တော်ဒီမှာသွားပြီးတော့တွေ့ရတယ်နောက်မှုဆိုရင်တော့တကယ်ချစ်တဲ့သူကအယံကိုနာရှင်ခံစားရမယ့်ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့တကယ်လို့ကိုနဲ့သူနဲ့နှစ်ယောက်ကြားမှာတစ်ယောက်ကအဲဆိုင်ဖြစ်နေရယ်ပေါ့နော်တစ်ဖက်ကအဲဆိုင်ဖြစ်နေရယ်ကိုကလည်းတတိယလို့ရှိနေရယ်ဆိုတော့နည်းနည်းလေးနှိမ့်သိမ့်ပြီးဖို့လိုအပ်တယ်အမှန်ကိုအမှန်တိုင်းပြောပြီးတော့သူ့ကိုလမ်းကြောင်းမှန်ကိုသူကောင်းကောင်းမွန်မွန်ရွေးချယ်လို့ရအောင်ကိုအမှန်တိုင်းဝန်ခံပြီးတော့ရှေ့ဆက်တင်တယ်လို့တော့ကျွန်တော်ဒီမှာမြင်ပါတယ်เนาะနှစ်ယောက်ကြားတဲ့ connection okay နောက်ဆုံးတက်ကအနေနဲ့ကျွန်တော်ကြည့်လိုက်ပါမယ်okay ပါနှစ်ယောက်ကြားထဲမှာပေါ့နော်စိတ်လေးနည်းနည်းလေးစိတ်လေးနည်းနည်းလေးရှော့ဖို့အတွက်လိုအပ်တယ်စိတ်လေးနည်းနည်းလေးရှော့ဖို့အတွက်လိုအပ်တယ်စကားတွေအရင်ခေါင်းမမာဖို့လည်းလိုအပ်တယ်အရင်လည်းမပျော်လုံးမပြောင်းလုံးပေါ့နော်မပျော်မပြောင်းမမာလုံးအဲ့လိုအချိန်တွေမျိုးနဲ့နှစ်ယောက်ညှိနှံသွားဖို့အတွက်လိုအပ်တယ် relationship တွေမှာပေါ့နော်အဲ့လိုသွားမှသာလည်း relationship တွေဟာအဆင်ပြေချောမွေ့အောင်မြင်တဲ့ bottom of the cake က2 organ ဆိုတဲ့တစ္ဆာရှိခြင်းချစ်ခင်ဆုံးမှခြင်းကျင်နာခြင်းပေါ့နော်အဲ့လိုပုံစံမျိုးပုံလေးရာလေးတအားလှရုပ်လေးရာဆွဲထားတာလေမခိုထားဘူးပေါ့နော်ဒီဇိုင်ကပေါ့ဒီဒီဇိုင်းဆွဲတဲ့သူကပေါ့နော်ဒီဒီဇိုင်းဆွဲတဲ့သူကလှလှလေးဆွဲပေးထားတဲ့အခါကျတော့ကျွန်တော်ဒီကက်လေးနဲ့ကျွန်တော်အခုဒီရပိုင်းပေါ့နော်ဒီရပိုင်း tarot reading လာရင်ဒီကက်လှလှလေးနဲ့နမိန်လှလှလေးဖတ်ပေးလို့ရတယ်မတအားလှနေနော်ကက်လေးကတအားလှနေရမျိုးတွေ့ရတယ်နော်တော်တော်လှပါတယ်ဆိုတော့သူကဒီပေါ့နော်ရေနဲ့ပတ်သက်တာသူအပြရအောင်ပေါ်လေးတုံးပေးထားအရန်ကိုမျက်စိအေးပြီးတော့လှတယ်ပေါ့နော်ဆိုတော့အဲ့လိုတစ္ဆာရှိတဲ့နမိန်မျိုးတွေ့ရပါတယ်တစ္ဆာရှိတဲ့နမိန်မျိုးပေါ့နော်ညှိနှိုင်းမှုနဲ့သွားမှာပါလူနဲ့တယောက်နဲ့ပေါင်းလက်တွဲတဲ့အခါမှာတော့မဟုတ်ချစ်သူရေးစားဆိုရင်လည်းပေါ့နော်အဲ့လိုသွားမှသာလေစိတ်ချမ်းသာပျော်ရွှင်ရတဲ့ဒီအချင်းရေးမျိုးရမယ်ဆိုတာမျိုးကျွန်တော်ဒီမှာသွားပြီးတော့တွေ့ရပါတယ်ခင်ဗျာတရားကတော့အသက်ကုန်အရှုံးပေးနေတာမျိုးတော့တွေ့ရတယ်နေရောက်ထဲမှာလीเนาะဆိုတော့ဒါကတော့တစ်ဖက်သူနဲ့ကိုယ်နဲ့ကြားတဲ့ connection မှာတစ်ဖက်သူကိုဘာပြောချင်နေလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်ပေးရရဲ့သူနဲ့ကိုယ်နဲ့ကြားတဲ့ connection နဲ့ပတ်သက်ပြီးတော့ကြည့်ပေးရရဲ့ဖြစ်ပါတယ်ကျွန်တော်စီမှာလာပန်တနံပြီးရန်အတွက်အဆောင်လက်ပတ်လေးလာမလို့ရပြီဆိုတာလေးကိုလည်းထလောင်းပြီးတော့ပြောကြလိုပါတယ်အဆောင်လက်ပတ်စီရင်တာဖြစ်တဲ့အတွက်နှစ်ပတ်လောက်တော့အနည်းဆုံးစောင့်ပေးရတယ်ဆိုတာကိုလည်းအသိပေးလိုပါတယ်ခင်ဗျာဗီဒီယိုကိုဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒါတော့ဘိုင်ခန့်ရောင်ရှိန်ဖြစ်ပါတယ်ခင်ဗျာ